အဲ့ဒါပြီးလို့ရှိရင်ဒီမှာလာတဲ့လူတွေဒီစစ်အာဏာရှင်ရဲ့အလံတစ်ဖွင့်နေတာကိုဝမ်းမြောက်တဲ့အနေနဲ့အလံလေးတွေကိုလာနင်းပေးကြပါသူတို့လံလေးတွေကိုနော်အလံနင်းပြီးတော့ကျွန်တော်တို့ဒီနေ့အခမ်းအနားစီစဉ် conclusion လုပ်မှာဖြစ်ပါတယ် conclusion လုပ်မှာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းဒီစားကောင်းတဲ့အစီအစဉ်တွေရှိပါတယ်ထပ်ပြီးတော့အချိန်ကိုပိုယူပါမယ်အခုနေရတော့မနေရလေပြီမင်းကြီးတော့အဖေပါတော့ဒီလိုပါဒီလိုစိတ်ကြမျိုးတွေလိုချင်ပါလားလိုချင်တယ်ဒီလိုမျိုးလိုချင်လိုက်တာလေတို့ကတို့တင်တာဘယ်ကပွဲပြီးသွားလားပြီးပြီโอเคအနိုင်ရတဲ့ပါတီပေါ့လာကောင်းပါကဲအလံဖွင့်လိုက်ပါမယ်စစ်အာဏာယူတွေကိုသဆိုးရှင်ပဲအလံတော့ကျွန်တော်တို့ခင်ဗျားတို့ရဲ့အလံမဟုတ်ဘူးကျွန်တော်တို့ခင်ဗျားတို့ရဲ့လာကျန်၅လုံးမှာလဲမှာကြက်တပွင့်နဲ့ဒါဒီစစ်အာဏာရှင်စနစ်ကိုသဆိုးရှင်ပဲအလံတော့အဲ့ဒီတော့ကျွန်တော်ဒီအလံကိုဒီလာတဲ့ကိုဖွင့်လိုက်ကြောင်ကျင်ညာပါမယ်လက်ကုပ်လေးပြီးသေးပါကျင်ညာပါမယ်လက်ကုပ်လေးပြီးသေးပါအောက်ကအလံဖယ်ထားလိုက်အောက်ကအလံဖယ်ထားလိုက်ခဏလက်ကိုတီဗီကောင်းပါပေးပါအလံဖယ်ပါဆန္ဒပြပါလေဟာလာရဒါပြီးမယ်တော့တော့ရှင်မဲ့အလံနောက်တဲ့ဗမာပြည်သူတွေကိုတတ်မဲ့အလံဟုတ်ပါသလားဟုတ်ပါရဲ့အောက်ချအဲ့ပေါ်မချနဲ့ခဏလေးโอเคကျေးဇူးတင်တယ်โอเคသူတို့ရဲ့လမ်းကိုကျွန်တော်ကျေးဇူးတင်တယ်နော်ကျေးဇူးပြုရဲ့သူတို့ရဲ့လမ်းစစ်ပုံမှန်ခန်းသားကိုလာပြီးတော့နင်းလုံးနဲ့ရနေမေးကြပါအားလုံးနော်တော်လိုင်းစိတ်ဓာတ်ရှိတယ်ဗမာပြည်သူလူထုအတွက်တနာတယ်ဆိုလို့ရှိရင်ဒီအလံပေါ်မှာခင်ဗျားတို့နင်းသွားကြပါခင်ဗျားတို့ရဲ့ထီယာတွေကိုကျွန်တော်သမိုင်းတင်ပါပါနော်โอเคလာကြပါ1 2 3ကားလိုက်ဘုရားကနေလာတန်းစီပြီးတော့ဘုရားကနေလာတန်းစီပြီးတော့လာပါတန်းစီပြီးတော့လာပေးပါစီကန်းရှိလေးကဲနေပေးပါတန်းစီပြီးတော့နေပေးပါတော့ရိုက်ပြီးရိုက်ထားတယ်ကဲနေပါရပါလေနော်ကဲနေလို့ရတယ်နေပါကဲပြီးသွားပြီသွားလို့ရတယ်ပြီးသွားပြီဓာတ်ပုံဆရာလေကျောင်းပါကစားကငါတော့လမ်းမဟုတ်ဘူးစစ်ခွဲလမ်းကျောင်းပါရုပ်တင်ပါလေခွဲပါလားဒီကျပြပါလေအပါလာလေဒီကျပြပါလေစစ်ခွဲလမ်းမယ်ခွဲလောင်ပမာထားမယ်စနာအောင်မှာထားမယ်ဘာလန်လဲစစ်ခွဲလန်ဘာလန်လဲစစ်ခွဲလန်အဲ့စစ်ခွဲလောင်ပမာထားမယ်ကျွန်တော်ပါထားမယ်စစ်ခွဲလောင်ပမာထားမယ်ကျွန်တော်ပါထားမယ်စစ်ခွဲလောင်ပမာထားမယ်အောက်ပါထားမယ်ဘာလန်လဲစစ်ခွဲလန်စစ်ခွဲလောင်ပမာ